ငါကတော့အားပဲနာနေမိတယ်တချို့ကမြို့သိမ်းတိုက်ပွဲတွေတိုက်နေခြင်းတချို့ကကန့်လန့်တိုက်နေတယ်တချို့ကလက်နဲ့ခဲယမ်းရိတ်ခါရှားပါနေတယ်တချို့ကကာအကောင်စားကြီးတွေတဝီဝီနဲ့လမ်းများနေတယ်ငါကတော့အားပဲနာနေမိတယ်တချို့ကချစ်သူရည်စားမိန်းမနဲ့ဖွဲနေတာတချို့ကမိန်းမတွေ4-5ယောက်ရှာနေတယ်တချို့ကပြောရွှင်မှုအချိန်မရှိငွေကြေးမရှိတချို့ကငွေကြေးများစွာအကုန်ခံ KTV မှာမိုက်ခဲလို့ငါကတော့အားပဲနာနေမိတယ်တချို့ကမိတ်နာခံပြီးပြည်သူလူငွေနဲ့အသက်ဆက်နေရစေတချို့ကဒဇင်ထောင်ဘုံလို့တကိုးထွားငွေပုံကြီးနဲ့ KTV ရင်ကျင်းမှုတွေရင်မှုလို့တချို့ကတနတ်ပြောင်းဝကအာနာကိုလူနေခြင်းတချို့ကတနတ်ပြောင်းဝနဲ့အာနာကိုတီဆောက်လို့ငါကတော့အားပဲနာနေမိငါကတော့တကယ်ကိုအားနာမိတယ်အားနာတဲ့အကြောင်းပြောရတာလေတကယ်အားနာပါငါကတော့အားပဲနာနေမိတော့တော်ရည်